ပုတ်ထွက်ရုပ်ရှင်ကားရဲ့ဇဝင်ခံတခန်းကြောင့်အကယ်ဒမီရနိုင်တယ်လို့ချစ်ကျူးခံနေရတဲ့အောင်စုဘူးဇမင်းသားလေးအောင်စုဘူးရဲ့ပွဲဥထွက်ရုပ်ရှင်စကားကြီးကယုံတင်တော့မှာဖြစ်ပြီးတော့ဗီဒီယိုအတူလေးတွေကပြည်သက်ဒီကြားထဲမှာအပေးချစ်ချမှုတွေရရှိနေပါတယ်သူရဲ့ပထမဆုံးပွဲဥထွက်ရုပ်ရှင်စကားကြီးကိုထူးထူးခြားခြားဆက်ရဲ့အတွင်းမှာပဲအပိသက်ရိုက်ကူးခဲ့ရပါတယ်။ရပိုင်းလေးအတွင်းမှာအပြေလွှတ်အချော့သက်ရိုက်ကူးခဲ့ရတဲ့ကားကြီးဖြစ်ပေမဲ့အောင်စုရဲ့မထမတ်ထားလောက်အောင်ပြောင်းပြောင်းလာတဲ့တရုပ်ဆောင်ချက်တွေကတော့လူကြိုက်များနေပါတယ်ရှင်။မျက်လုံးအမူအရာကအကောင်းလုံးလို့အကယ်ဒမီတောင်ရနိုင်နေဆိုပြီးတော့ထောက်ခံနေကြတဲ့အပြင်သူ့ကိုအရင်ကမကြိုက်ခဲ့တဲ့သူတွေဝေဖန်ခဲ့တဲ့သူတွေတောင်မှလုံးဝအမြင်ပြောင်းပြီးတော့လက်ဖြားခါချီကျူးလာကြပါတယ်။အောင်စုရဲ့ဘဝအတွက်အရေးကြီးဆုံးဖြစ်တဲ့ပထမဆုံးပွဲဥထွက်ရုပ်ရှင်စကားကြီးကိုရိုက်ကူးချိန်မှာအချိန်အကန့်အသတ်ကြောင့်10ရက်ကြာကာလအတူအတွမှာပဲအပိသက်ရိုက်ကူးခဲ့ရပါတယ်။ဇက်ပွဲကရင်နဲ့ရုပ်ရှင်လာရရတာဖြစ်လို့အားနေသွားမလားဆိုပြီးတော့စိုးရင်ခဲ့ကြပေမဲ့တရုပ်ဆောင်ကောင်းမွန်နေပါတယ်။ဇက်ကားကို10ရက်အတွင်းအပိသက်ရိုက်ကူးရတာကလည်းသူ့ရဲ့ဇက်ဖွဲ့သားတွေအတွက်ပြန်တွေးပေးခဲ့တာကြောင့်သူကိုယ်တိုင်ပဲအပင်ပန်းခံခဲ့ပါတယ်။တရုပ်ဆောင်တစ်တွေလိုမျိုးအတောင့်လိုက်ကြီးတရုပ်ဆောင်တာမဟုတ်ဘဲဝိုင်းရင်သမင်းသားကြီးတယောက်လိုမျိုးတရုပ်ဆောင်နိုင်သွားပါတယ်။ဇက်သပင်လောကကလာတဲ့ဇမင်းသားတူဆိုပေမဲ့ရုပ်ရှင်တရုပ်ဆောင်တဲ့အခါမှာဇက်တန်လုံးဝမပါဝင်ခဲ့ပါဘူး။ဇက်သပင်လောကကနေရုပ်ရှင်လောကတွေကူးပြောင်းလာတဲ့အမှုပညာရှင်တွေဟာပြဇက်ထက်ကလေးတန်အတိုင်းစကားပြောရင်တန်ရှည်ဆွဲသလိုမျိုးအမှုရအလွန်ကျွမ်းတဲ့ပြုလုပ်မိတာတွေကအနည်းနဲ့များတော့ပါလာတတ်ကြပါတယ်။အောင်စုကတော့ကင်မရာရှေ့ကိုရောက်တဲ့အခါမှာရုပ်ရှင်ရဲ့သဘာဝကိုအပြည့်ပြန်နားလည်ထားပြီးတော့ရိုးရိုးရှင်းရှင်းနဲ့သဘာဝကြကြအကောင်းဆုံးပုံဖော်သွားနိုင်ခဲ့ပါတယ်။သူနဲ့တူတရုပ်ဆောင်ရသူတွေကဝိုင်းရမင်းသမီးတွေဖြစ်နေတာကြောင့်အတွေ့အကြုံတွေလည်းရခဲ့ပါတယ်။စကားတွေကရောပွဲပေးတဲ့အချိန်မှာလည်းနောက်ကျလို့အဆူခံရပြီးမြဲတကယ်တမ်းတရုပ်ဆောင်ချိန်မှာလည်းဇေယုကပြပြန်နေပါတယ်။စကလုံးတစ်လုံးမှမပြောဘဲအရင်ကနာကျင်မှုကြည်ကွဲမှုနဲ့ခံစားချက်ပေါင်းစုံကိုပေါ်လွင်အောင်ညှို့ယူဖန်ဆားနိုင်စွမ်းလည်းရှိပါတယ်။မျက်ရည်ကျမဲ့ဇဝင်ခံတွေမှာအရင်ကလာတဲ့ခံစားချက်အစက်မှန်နေတဲ့အတူမျက်ရည်တွေတပြိုင်ပြိုင်စီးဆင်းလာပြီးတော့အနာရီတွေပါကျလာတာကတော့ပို့ပြီးတော့သဘာဝကျစေပါတယ်။ဒီလိုမျိုးဇဝင်ခံကြောင့်ပဲအောင်စုကိုပြည်သက်တွေကအကယ်ဒမီစုကြည်ပေးခြင်းနေကြပါတယ်။မျက်လုံးကအားကောင်းကောင်းနဲ့ဇက်ကောင်ရဲ့အတက်အကျအနေအမြင့်ကိုပြပြပုံဖော်နိုင်ခဲ့တဲ့အတွက်အကယ်ဒမီစုကြီးကိုတောင်ခံမှန်းနေကြပါတယ်။ပထမဆုံးတရုပ်ဆောင်တဲ့ရုပ်ရှင်ဇာတ်ကားနဲ့အကယ်ဒမီရသွားတဲ့သူတွေကလည်းရှိလို့အောင်စုကိုအကယ်ဒမီမရနိုင်ဘူးလို့တော့မပြောနိုင်ပါဘူးရှင်။အောင်စုရုပ်ရှင်လောကတွေကိုစတင်ဝင်ရောက်ခါစားတော့ငါဇမင်းသားဖြစ်နေလို့အဆင်ပြေပါမလားဆိုပြီးတော့မကြိုက်ကြတဲ့လူတချို့လည်းရှိခဲ့ပူပါတယ်။10ရက်အတွင်းနေရောညပါစူးစမ်းခဲ့တဲ့အောင်စပူရဲ့ပွဲဥထွက်ရုပ်ရှင်စကားကြီးကမကြခင်မှာရုပ်ရှင်ယုံကြီးတွေပေါ်မှာပြသတော့မှာဖြစ်လို့စပူရဲ့ပရိသတ်တွေအားလုံးကရင်ကုန်စိတ်လို့ရှားစွာနဲ့စောင့်မျှော်နေကြပါပြီ။ပွဲဥထွက်စကားလေးကနေစလို့အနုပညာလောကရဲ့ထိပ်တန်းစုဖြစ်တဲ့အကယ်ဒမီစင်မြင့်ထိရီမန်းနိုင်လောက်အောင်တောက်ပလာနေပါတယ်။တချို့တွေကတော့သူ့ကိုရုပ်ရှင်ဘက်မှာပို့ပြီးတော့အောင်မြင်မဲ့မင်းသားဆိုပြီးတော့တောင်းမှခံမှန်းနေကြပါတယ်ရှင်။မကြခင်မှာတော့အောင်စပူကအစင်ကူမင်းနေရာကနေတရုပ်ဆောင်သွားဖို့လည်းလျာထားခံခဲ့ရပါတယ်။တစ်ချိန်ကပြပြတွေးကြော်ညာလေးထဲမှာတရုပ်ဆောင်ခဲ့ရတဲ့အပြင်ဗီဒီယိုလေးတွေမှာပါဝင်နိုင်ဖို့တောင်မှတော်တော်လေးစူးစမ်းခဲ့ရတဲ့အောင်စပူကအခုတော့သူ့ရဲ့စမ်းကိုဘယ်သူမှလာရောက်တားမြစ်လို့မရတော့ပါဘူး။မြင်းနဲ့ကျိုးရဲဆိုပြီးတော့ဝေဖန်ကြပေမဲ့အကောင့်ဘက်ကနေတွေးပြီးစူးစမ်းခဲ့တဲ့အောင်စပူကတကယ်ပဲတရုပ်ဆောင်ကောင်းနေသလားဆိုတာကိုမမပြပြပေးခဲ့ပါအောင်နော်။